နေ့မိတ်ဆက်ပေးမဲ့ project ကတော့ကျွန်တော်တို့ထိုင်းနိုင်ငံရဲ့ tourist attraction ကမ်းခြေမြို့တစ်မြို့ဖြစ်တဲ့ဖူးခက်မှာရှိတဲ့ project လေးပဲဖြစ်ပါတယ်ဒီ project ကအခုမှအသေးဆက်မိတ်ဆက်ထားတဲ့ project လေးဖြစ်ပါတယ်ဒီ project မှာဆိုရင်ဘေးဒင်ပေါင်း3ခုပါဝင်မှာဖြစ်ပြီးတော့အလွှာကတော့10လွှာပါဝင်မှာဖြစ်ပါတယ်ပြီးတော့ facility အတွက်တော့ကျွန်တော်တို့ club house တစ်ခုပါဝင်မှာဖြစ်ပြီးတော့ retail unit အနေနဲ့ဆိုရင်2ခုပါဝင်မှာဖြစ်ပါတယ်ဒီ condo မှာကျွန်တော်တို့ရွေးချယ်နိုင်တဲ့ဒီအခန်း type တွေအနေနဲ့ဆိုရင်ကျွန်တော်3မျိုးရွေးချယ်လို့ရမှာဖြစ်ပြီးတော့ starting price အနေနဲ့ဆိုရင် 2.4 billion ထိုင်းဘက်ကနေပြီးတော့စတင်ဝယ်ယူလို့ရပါတယ်ပြီးတော့ဒီ project ရဲ့အားသာချက်တစ်ခုကသူ့ရဲ့ location ဖြစ်ပါတယ်သူ့ရဲ့ location ကကျွန်တော်တို့ ROI value အနေနဲ့လည်းကောင်းတယ်ကျွန်တော်တို့ဖူးခက်ရဲ့ central area လို့ပြောလို့ရတဲ့နေရာမှာတည်ရှိတာပဲဖြစ်ပါတယ်အဲ့တော့ဒီ project လေးကိုစိတ်ဝင်စားလို့ဝယ်ယူခြင်းနဲ့ဆိုရင်တော့အခုပဲ SAC investment page ကိုဆက်သွယ်ပြီးဝယ်ယူအားပေးလို့ရပါတယ်ခင်ဗျ